Hey, TikTok family တို့ကတော့ TikTok အကောင့်3ကောက်ရှိတယ်တစ်ကောက်ကိုပုတ်54ပုတ်ပုံမှန်တင်တယ်တရား3ပုတ်ပုံမှန်တင်တယ်ကျန်တဲ့42ပုတ်ကထွေရ4ပါးတင်တယ်ငါရဲ့စ조사မှုကချီနီးတော့မဖြစ်ဘူးနော်ဘာကြောင့်လဲငါကလူတွေကိုမင်းသမီးတော့မဟုတ်ပင်မဲ့ရက်တမျိုးစုံပေးတယ်ပျော်ရွှင်မှုလည်းပေးတယ်တင်ကြားမှုလည်းပေးတယ်တရားအသည့်လည်းပေးတယ်စုံမမှုတွေလည်းပေးတယ်လမ်းညွှန်မှုတွေလည်းရှိတယ်ငါနဲ့တွေ့ရင်ပျော်သွားစေရငါအောင်မြင်လေအောင်မြင်ဆိုတော့အောင်မြင်နဲ့တွေ့ရင်ပြီးတယ်ငါဘာလုပ်ငန်းတွေလုပ်လဲငါရဲ့အခြေစိုက်တဲ့လုပ်ငန်းကအောင်မြင်လက်တွေ့အသက်တင်ကွန်ပျူတာအင်တာ